Hello အားလုံးပဲမင်္ဂလာပါ Grade 8ကိုလေ့လာမယ်တသမီများနဲ့ Grade 8ကိုသင်ကြားမယ်ဆရာဆရာမများအားလုံးမင်္ဂလာပါရှင်ဒီချိန်မို့ပါဒီနေ့ဒီချိန်သင်ကြားပေးမယ်အကြောင်းအရာလေးက Grade 8 English Lesson 1 Unit 1 Lesson 1သင်ခန်းစာပဲဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ရအောင်နော်Okay မကြည့်ခင်တသမီတို့အားလုံးကြိုးဆိုပါရနော်ဆရာဆရာမများအားလုံးလည်းကြိုးဆိုပါတယ်ရှေ့လျှောက်ထပ်ပြီးတော့ unit တစ်ခုချင်းစီ lesson တစ်ခုချင်းစီရဲ့သင်ခန်းစာတွေကိုသင်ကြားပေးသွားမှာဖြစ်လို့ဒီ channel လေးကိုsubscribe လုပ်ထားဖို့မမေ့ပါနဲ့ okay နော်ကြည့်ဒါဆိုရင်ကျတို့unit 1 lesson 1 do you have good eating habits do you have good eating habits မြန်မာဒီအစားတောက်မှုပုံစံအလေးကျင့်ကောင်မြန်မာရှိတာပေါ့နော်အဲ့တော့ဒီသင်ခန်းစာတွေကိုမလေ့လာခင်ဒီကျတို့ဘာကိုလေ့လာထားဖို့လိုလဲဆိုလို့ရှိရင်words တွေပေါ့နော်meanings တွေကိုလေ့လာထားဖို့လိုပါတယ်ဒီထဲမှာဆိုလို့ရှိရင်တချို့ words တွေကဒါ grade 7 နှုန်းကတို့ပေါ့နော်အရှိအတန်းတွေမှာသင်ကြားပေးခဲ့တဲ့ words တွေလည်းပါပါတယ်ကိုဒါပေမဲ့ဒီမှာဒီချက်ကဒီပေါ့နော်မသိသေးတဲ့သူတွေလည်းသိအောင်လို့ဒါအကုန်လုံးညီပါမရဘူးလို့ထင်တဲ့စကားလုံးတွေအကုန်လုံးညီပါကိုmeaning ပေးထားပါတယ် okay ဒါဆိုရင် number 1ကြည့်အောင် number 1 habit เนาะသူကတော့အလေးရထားပါ number 2 choke မြန်မာလိုကတော့ကိုယ့်ဘာကိုဖတ်လိုက်တော့เนาะဒီချက်ကဒီအတန်ထွက်ပဲဒီမှာပြောသွားပြီမယ်เนาะ3 digestion 4 junk food 5 mindfully 6 mindlessly number 7 mineral water one more time number 1 habit 2 choke 3 digestion 4 junk food 5 mindfully 6 mindlessly 7 mineral water 8 obesity 9 sugary 10 variety 11 meals mean breakfast lunch and dinner and 12 at such time 13 chips 14 enjoy ever okay one more 8 obesity 9 sugary 10 variety 11 meals 12 at such time 13 chips 14 enjoy neighbor ဒီမိနစ်ကိုမှတ်တဲ့အခါမှာ notebook ထဲမှာတခြားလေးလိုက်မှတ်ပြီးတော့ aware ဒီ test book 70 test book နဲ့ဒီမှာ consciously test book ပုံစံမပါဘူး consciously ကတော့ test book ကို dissolve လို့တယ် dissolve ကဒီမှာတွေအကုန်လုံး 90 mineral ပေါ့နော် mineral 20 condition 21 finish one more 50 breathe 60 aware 70 consciously 80 dissolve 90 mineral 20 condition 21 finish ဟုတ်ပြီဒါဆိုရင်မိနစ်နေလေးလာပြီးသွားပြီဆိုလို့ရှိရင်မိနစ်နေကိုဒီနားထောင်ရင်းနဲ့မဟုတ်ဖြစ်နေ notebook ထဲမှာတေချာလိုက်မှတ်ထားမယ်ဆိုလို့ရှိရင်ဒါသားတို့သမီးတို့အတွက်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်မိနစ်ရသွားပြီဆိုလို့ရှိရင်နောက်မှာ lesson တစ်ခုစီကိုတေချာလေးလိုက်ကြည့်မယ်ပေါ့နော်lesson တိုင်းမှာလည်းပဲ lesson ဒီတစ်ခုစီမှာပါတဲ့သင်ခန်းစာတိုင်းကိုလည်းဒီချက်ကမြန်မာလိုဒါအသေးစိတ်ပြန်ပြီးတော့ရှင်းပြသွားပါမယ် Okay အခုကတော့ကျဲတို့ vocabulary လေ့လာကြည့်အောင်เนาะ study the following နောက်အောက်ပါဒီပေးထားတာတွေကိုကျဲတို့လေ့လာကြည့်မယ် number 1 choke mean be unable to breathe because something is blocking your throat ဆိုတော့ဒါမင်းလေပင်ပေါ့เนาะလေချောင်းမှာ blocking ဖြစ်နေတဲ့အရာတစ်ခု something အရာတစ်ခုကြောင့်ပေါ့ to breathe ဆိုတော့အသက်ရှူရန် be unable ဆိုတော့မရဘူးပေါ့နော်ဆိုလိုချင်တာတစ်ခုခုဒီကိုယ့်ရဲ့လေချောင်းထဲမှာပိတ်ဆို့နေတာမျိုးလို့ဆိုလိုချင်ဖြစ်ပါတယ် number 2 is digestion mean the process by which food is changed into substances that your body can use ဒီ substances ကဒါ grade 7တော့ကလည်းသင်ခဲ့ပြီးပါပြီသူကအရာပေါ့နော်အရာဝတ္ထုပေါ့ဘလို့အရာဝတ္ထုလဲဆိုတော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့เนาะခန္ဓာကိုယ်ထဲမှာဒီဖြစ်
ရှိတဲ့အရာပေါ့ဥပမာဆိုလိုချင်တာကတော့ဘာလဲဆိုလို့ရှိရင်အင်အားဖြစ်စေတဲ့အရာတစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုသူကဘာပြောထားလဲဆိုရင် the process ဖြစ်စဉ်တစ်ခုပါ by which food is changed နော်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်အစားအစာ is changed ပြောင်းလဲသွားခဲ့တယ်အစားအစာဖြစ်ပြောင်းလဲသွားခဲ့တယ် into substance အဲ့ဒီအစားအစာကပေါ့နော်အစားအစာကဒီ substance တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်ခန္ဓာကိုယ်မှာအသုံးပြုနိုင်ဖို့ပေါ့နော်ပြန်ပြောပြပေးမယ်နော် digesting means the process by which food is changed into substances that your body can use ကိုယ့်ရဲ့ဒီခန္ဓာကိုယ်အသုံးပြုနိုင်တဲ့ substance တစ်ခုအနေနဲ့ပြောင်းလဲသွားတဲ့ဒီအစားအစာဖြစ်စဉ်ပေါ့နော်အဲ့ဒါကို digesting လို့ခေါ်ပါတယ်အဲ့ဒါအရှိမလဲဘာလို့ချင်းလဲ digesting ကစဉ်းစားမယ်နော် okay ဘာလို့ချင်းလဲအစာချေခြင်းမလားเนาะဟုတ်ပြီနောက်ခု number 3 junk food မိကသူက food that is unhealthy เนาะ food အစားအစာပဲအဲ့ဒါဘယ်လိုအစားအစာမျိုးလဲဆိုရင် unhealthy ဖြစ်တဲ့အစားအစာကျန်းမာရေးမကောင်းစေဘူး but ဒါပေမဲ့ it's quick and easy to eat เนาะဒီစားဖို့အတွက်လွယ်ကူတယ်မြန်တဲ့အစားအစာတစ်မျိုးပေါ့เนาะ number 4 mindfully means consciously now consciously mindfully consciously carefully တို့ကအဓိပ္ပာယ်လေးရှင်းတူပါเนาะသတိပြုတာပေါ့เนาะသတိပြုလျက်ဒါမျိုးလေးပေါ့เนาะသတိပြုစွာပေါ့ဒါ adverb အနေနဲ့ဆိုလို့ရှိရင် in a way that is aware of one's action เนาะဒီတစ်ခုခုရဲ့ဒီ action တစ်ခုကိုဒါနားလေပြီးတော့နားလေတဲ့ဒီနီလန်တစ်ခုပေါ့เนาะဂယုဆိုင်ပြီးတော့ဒါလုပ်တဲ့ဟာမျိုးပေါ့နောက်ခု number 5 Number 5 mindlessly ကတော့ without being aware of one's action mindlessly က mindfully ရဲ့ opposite word ပေါ့နော် mindfully ကကြတော့ဒါကဂယုပြုပြီးတော့ဂယုပြုလျက်လုပ်တယ်ဆိုလို့ရှိရင် mindlessly က carelessly လို့ပုံစံမျိုးပေါ့နော်သူကတစ်ခုခု action တစ်ခုခုရဲ့action တစ်ခုကိုအနားလေသဘောပေါက်ခြင်းမရှိဘဲနဲ့ပေါ့နော်ဟိုအမှုမဲ့လောက်လိုက်တာပေါ့နော်ဒါမျိုးပြောတာပါ 6 mineral water means natural water containing dissolved minerals that is used as drinking water natural water ဆိုတော့ကြတော့ဒါတဘာဝရေပေါ့နော် containing ပါဝင်တဲ့dissolved minerals ဒါ mineral ဒီသတ္တုဓာတ်တွေပေါ့နော်သတ္တုဓာတ်တွေဒီဆောက်ယူထားတဲ့သတ္တုဓာတ်တွေပါတဲ့ဒီ natural water ပါအဲ့ဒါက that is used as drinking water เนาะတောက်တဲ့ရေအဖြစ်ဒါကပြန်ပြီးတော့အသုံးပြုနိုင်ပါတယ်အဲ့တော့နောက်တစ်ခေါက်ဖတ်ပြပါမယ် choke be unable to breathe because something is blocking your throat 2 digestion the process by which food is changed into substances that your body can use 3 junk food that is unhealthy but is quick and easy to eat number 4 mindfully consciously in a way that is aware of one's action 5 mindlessly without being aware of one's action 6 mineral water natural water containing dissolved minerals that is used as drinking water 7 obesity means the condition of being very fat in a way that is not healthy သူကတော့အခြေအနေတစ်ခုပါဘလို့အခြေအနေလဲဆိုလို့ရှိရင် being very fat အရန်ဝလာခြင်းရဲ့အခြေအနေတစ်ခုပါ in a way ဖြစ်စဉ်အဲ့ဒီနီးလန်းကဘလို့နီးလန်းနဲ့ဝလာတာလဲဆိုလို့ရှိရင် that is not healthy ဒါမကျန်းမာလာအောင်ပေါ့နော်မကျန်းမာပဲနဲ့ဒါဝါတဲ့နီးလန်းမျိုးပါဆိုလိုချင်တာကဒီအစီတွေပေါ့နော်အစီတွေထွက်ပြီးတော့တချို့ကြဝတယ်ကွာဒါကျန်းမာရေးကောင်းနေဝတာပေါ့တချို့ကြအဲ့လိုမဟုတ်ဘဲနဲ့အရန်ကိုအဝလွန်တာဖို့ပြောတာပါနော် obesity okay number 8 sugary adjective containing sugar သူကတော့တကြားတက်တာပါဝင်တာပေါ့နော်တကြားတက်ပါဝင်တော့ပေါ့ okay ဒါဆိုရင်နောက်တစ်ခုကြည့်အောင်အဲ့တော့ 2A မှာဆိုလို့ရှိရင် look at the pictures and the eating habits given below which eating habits are described in which picture A or picture B အဲ့တော့ဒီ picture တွေကိုလိုက်ကြည့်ပါ picture တွေကိုကြည့်ပြီးလို့ရှိရင်ဒါ eating habits တွေကိုလည်းဒီမှာပေးထားပါတယ် which eating habits are described in which picture A or B ဘယ်ဒီမှာပေးထားတဲ့ eating habits တွေက picture A လဲ picture B လဲဆိုတာကိုပြောပြရပါမယ် picture A ပုံလေးကိုကြည့်ကြအောင်เนาะ picture A ပုံလေးဆိုလို့ရှိရင်ဒါကဘယ်လိုပုံလေးဖြစ်နေမလဲเนาะ picture B look at picture B ဒါဆိုရင်ဘယ်လိုပုံလေးဖြစ်နေမလဲဒါကျတော့ဖတ်ကြည့်အောင်ဟိုဘက်မှာ taking sugary drinks ပေါ့เนาะ taking sugary drinks ဆိုတော့ဒီတကြားတဲ့ပါဝင်တဲ့ဒီ drinks တွေကိုတောက်စရာတွေပေါ့နော်
drink ဆိုတာချိုရည်တွေကိုဒါကဒီတောက်သုံးခြင်းဖြစ်ပါတယ်တောက်သုံးခြင်းဆိုတော့ဒါကျတော့ drinking လို့မသုံးမနေမှာ taking သုံးထားပါဘာလို့လဲဆိုတော့နောက်မှာ drinks ဆိုတဲ့ဟာသုံးထားတာဖြစ်တဲ့အတွက် taking ဆိုပြီးတော့ယူထားတယ်နော် taking ဆိုပြီးတော့သုံးထားပါတယ်ဆိုလို့ကျင်တာတောက်ခြင်းပါပဲအဲ့တော့ဒီမှာဆိုရင် picture A ရော picture B Okay အဲ့ဒါကိုခုပါကိုလိုက်မှန်เนาะပြီးရင်အဖြေပါပါတယ်နောက်မှာအဖြေတိုက်ကြည့်ပါ having a meal with family members having a meal with family members တွေ ਨੇ ဒါကဒီအစားအစာတွေကိုစားတောက်ခြင်းမှာ having me ဒီနေရာမှာ having က eating မှာစားတောက်ခြင်းကျတို့ဒီ having ကို have a breakfast have a lunch have my lunch ပေါ့နော် have lunch have breakfast have dinner အဲ့လိုမျိုးဒီမနက်စာနေ့လယ်စာညစာပေါ့နော်သုံးစားတယ်ဆိုရဲသုံးတဲ့အခါမှာ having ကိုသုံးပါတယ် having ရဲ့အဓိပ္ပာယ်ကစားတည်တောက်တည်လို့သူကအဓိပ္ပာယ်ရပါတယ် main bed အနေနဲ့သုံးရင်ပေါ့နော်ပြီးနောက်ခုအဲ့ဒါဆိုရင် picture A ရော picture B နောက်ခုကြည့်မယ်နော် eating while watching TV eating while watching TV ဒီ TV ကြည့်နေစဉ်မှာအစားစားခြင်းပေါ့နော်အဲ့ဒါဆိုရင်picture A or picture B please think about and next eating mindfully ဒါကဒါတတိရှိရှိနဲ့သူစားတာပေါ့နော်စားတောက်ခြင်းဒါဆို A or B now next eating a variety of vegetables နော်ဒီအသီးအရွက်မျိုးစုံကိုစားတောက်ခြင်းနော်အသီးအရွက်မျိုးစုံကိုစားနေတဲ့ပုံလေးကဘယ်ပုံလေးဖြစ်မလဲ eating mindlessly နော်ဒီကတခြားပြုမှုခြင်းမရှိဘဲနဲ့ဒီဘယ်လိုပြောမလဲခုနလိုတတိပြုခြင်းမရှိဘဲနဲ့ဒါစားတောက်တာပေါ့နော်ဘာဖြစ်မလဲပေါ့ Okay နောက်တစ်ခုက eating junk food ဒီ fast food လိုမျိုးပုံစံမျိုးပေါ့နော်ကျန်းမာရေးမကောင်းတဲ့ကိုယ်ကျန်းမာရေးထိခိုက်စေတဲ့အစားအသောက်တွေကိုစားတောက်ခြင်းအဲ့တော့ picture A or picture B Now next the last one is drinking mineral water နော်ဒါဒီ mineral water တတုတက်ပါဝင်တဲ့ရေတွေကိုဒါတောက်ခြင်းပေါ့နော်ရေများတောက်သုံးခြင်းမှာဆိုလို့ရှိရင် is picture A or picture B အဲ့တော့I will read it again for you listen carefully taking sugary drinks having a meal with family members eating while watching TV eating mindfully eating a variety of vegetables eating mindlessly eating junk food, drinking mineral water. Okay, now let's look at the answer. Okay, correct? အဲ့တော့ဒီနေရာမှာဒီချက် AB ရေးထားတယ်เนาะအဲ့ဒါကခုနဟိုအရှိကပုံမှာဆိုလို့ရှိရင် picture ဒီ picture A ရဲ့ဘေးနားမှာ၄ခုရှိရလေအဲ့၄ခုကဒါအစင်လိုက်မဟုတ်ဘူးเนาะအဲ့ဒီအတိုင်းပဲဒါကသူ့ရဲ့အတိုင်း AB ပါဟိုဘက်က BAAB ကကြတော့ picture B ရဲ့ရေးထားတဲ့ဘေးနား၄ချက်ရဲ့အဖြေပါเนาะ Okay ဒါဆိုရင်ဒီ 2B လေးsorry 2A right နားလည်မယ်ထင်ပါတယ်နောက်တစ်ခုကြည့်ရအောင် Hello, look at 2B. 2B is read the eating habits in exercise 2A and say which habits are good and which are bad. In pair, share your ideas. No? The ma solution eating habits တွေကို ဖတ်မယ် exercise 2 อ่ะပေါ့เนาะဒါဆိုဒီမှာတော့ပုံမပြောထားတော့ဘူးဒီ picture A ရဲ့ဘေးနားမှာပေးထားတယ် taking sugary drinks, having a meal with families, members and eating while watching TV, eating mindfully ဒါ picture A ရဲ့ဘေးနားမှာပေးထားတဲ့ပုံလေးပေါ့เนาะဒါပေမဲ့အဲ့ဒါက picture A ရဲ့ဘေးနားမှာပေးထားတဲ့ဒီစာတွေဖြစ်ပေမဲ့ picture A အတွက်စာမဟုတ်ဘူးเนาะ A အတွက်လည်းပါမယ် B အတွက်လည်းပါမယ်အဲ့ဒါကိုဒီအောက်မှာလည်းအတိုင်းပဲ picture B ဘေးမှာပေးထားတဲ့၄ခုကိုကြည့်ပြီးတော့ဒါကwhich habits are good and which are bad ပေါ့เนาะဘယ်ဟာတွေကကောင်းတာလဲကောင်းတဲ့အလေးချင်းလဲဘယ်ဟာတွေကဆိုးတဲ့အလေးချင်းလဲဆိုတာကိုဒါကနှစ်ယောက်တည်းပေါ့เนาะimprove ဖြစ်တဲ့အတွက်နှစ်ယောက်တည်း share your ideas ကိုယ့်ရဲ့ ideas တွေကို sharing လုပ်ပေးရပါမယ်အဲ့တော့for example အဲ့တော့ဘယ်ဟာတွေကကောင်းလဲဆိုလို့ရှိရင်ဒါ good habits are ဆိုလို့ပြီးတော့လည်းပြောလို့ရပါเนาะကောင်းတယ်ဒီ habits တွေကတော့ပေါ့เนาะဘာတွေဖြစ်မလဲအဲ့တော့ having a meal with family members right and as eating mindfully eating a variety of vegetables next drinking mineral water good habits are taking sugary drinks, having eating while watching TV, and next eating mindlessly and eating junk food. But no, Okay, now you have to listen to the Wadi talking about her eating habits and take the things she mentioned in her talk. Now the tuma the Wadi ပြောသွားတဲ့ဒီ talk ကိုကတခြားနားထောင်ပြီးတော့ဒီအချက်တွေကပေါ့နော်ဒီသူပြောသွားတဲ့အထက်တွေမှာပါလားဆိုတာကိုကလိုက်ပြီးတော့ tick လုပ်ပေးရပါမယ်အဲ့တော့ number 1
what she eats နော် तू မဘာတွေစားတာလဲ तू ပြောသွားတဲ့အထက်မှာ तू ကတော့ဘာတွေစားပါတယ်ဆိုတဲ့အကြောင်းအရာတွေပါရင်အဲ့ tick number 1လေးကို tick လုပ်မယ် 2 what she drinks သူမဘာတောက်လဲဥပမာရေတောက်တာလားเนาะခုနလို sugary drinks နေတောက်တာလားအဲ့ဒီအကြောင်းအရာမျိုးပါတယ်ဆိုရင်လည်း 2 ကို tick လုပ်မယ်ပေါ့เนาะ how much she eats at a time အဲ့ဒီအချိန်မှာသူကဒီစားတောက်တဲ့ဟာဘယ်လောက်စားတာလဲဥပမာတပကံစားတာလားနှစ်ပကံစားတာအများကြီးစားတာလားပေါ့เนาะဟင်းနေဆိုလည်းအများကြီးစားတာလားဒါမျိုးပေါ့เนาะအဲ့ဒါကိုအဲ့ဒီအကြောင်းအရာပါတယ်ဆိုလို့ရှိရင်လည်း 3 ကို tick လုပ်မယ်မပါဘူးဆိုရင်တော့ tick လုပ်စရာမလိုเนาะ number 4 how long she takes to finish her meals how long she takes ဆိုတာကသူမဒီကြာချိန်ကိုပြောတာပါเนาะ how long နဲ့ take နဲ့ပေါင်းဒါကြာချိန်တွေကိုပြောတာပါသူမအစားအစာတွေကိုပြီးဆုံးဖို့ပေါ့နော်ပြီးဆုံးရင်ကြာချိန်ကဒါဘယ်လောက်ရှိလဲပေါ့နော်ဥမာ9မိနစ်လား10မိနစ်လားဒါမျိုးအကြောင်းအရာပါသွားတယ်ဆိုလို့ရှိရင်လည်းပဲ number 4 လေးကို tick လုပ်မယ် number 5 where she has her meals သူမရဲ့အစားအစာတွေကိုဘယ်နေရာမှာသူမစားတာလဲပေါ့နော်ဒါမျိုးဥမာ dining table မှာစားတာလားခုနလိုeating while watching TV လားပေါ့နော် TV ကျင်းနဲ့စားတာလားပေါ့နော် dining room living room ဒါမျိုးတွေပါတယ်ဆိုရင်လည်း tick လုပ်ပေးပါ number 6 who she has her meal with meals with ဆိုတော့သူမကဘယ်သူတွေနဲ့အတူတူစားတာလဲဆိုတဲ့အကြောင်းအရာတွေပါတယ်ဆိုရင်လည်း tick လုပ်ပေးပါ okay now let's listen Unit 1 Lesson 1 Listening and Speaking Track 1 Exercise 3 Listen to Weddy talking about her eating habits and tick the things she mentioned in her talk. In today's program, we're going to listen to two students sharing their eating habits. Let's listen to the first student, Weddy. My mum always makes sure that we have healthy food. For every meal, we have some meat or fish and vegetables. I like sugary drinks, but my mum said they can cause some health problems. So, I gave them up and I just drink water. I usually drink 8 glasses of water every day. If we eat fast, we can have indigestion. So, I normally take about 20 minutes for my meals. My family has meals together every evening. Obviously, dinner is always the best meal for me. And I always have my meals at the dining table, because my mum doesn't like me to eat anywhere else in the house. Unit 1 Lesson 1 Listening and Speaking Track 1 Exercise 3 Listen to Weddy talking about her eating habits and tick the things she mentioned in her talk. In today's program, we're going to listen to two students sharing their eating habits. Let's listen to the first student, Weddy. My mum always makes sure that we have healthy food. For every meal, we have some meat or fish and vegetables. I like sugary drinks, but my mum said they can cause some health problems. So, I gave them up and I just drink water. I usually drink 8 glasses of water every day. If we eat fast, we can have indigestion. So, I normally take about 20 minutes for my meals. My family has meals together every evening. Obviously, dinner is always the best meal for me. And I always have my meals at the dining table, because my mum doesn't like me to eat anywhere else in the house. အဲ့တော့ဒီ listening မှာကိုကဘာတွေကြားခဲ့လဲနော်ဘာတွေကြားခဲ့လဲတခြားလေးနောက်တစ်ခါပြန်ပြီးတော့နားထောင်မယ်နားထောင်ပြီးတော့ကိုကြားလိုက်တဲ့အချက်တွေကို tick လုပ်သွားမယ်ပေါ့နော်အဲ့ဒီမှာဒီချက်ပြောချင်တာကဒီ grade 8 teacher guide ထဲမှာကြတော့ TG ထဲမှာเนาะဒီအဖြေတွေက1 2 3 4 5 6ပဲမပါဘူးလို့ပြောထားပေါ့နော်1 2 3 4 5အကုန်လုံးပါတယ်6က who she has her meals with နော်သူဘယ်သူတွေနဲ့သူမဘယ်သူတွေနဲ့စားတယ်ဆိုတဲ့အကြောင်းမပါဘူးပေါ့အဲ့တော့တကယ်တော့ကဒီမှာမပါတာကဘာလဲဆိုရင်3ပါနော် how much she eats at a time ပေါ့နော်သူမဒီတစ်ချိန်မှာဘယ်လောက်စားလဲပေါ့နော်တစ်ချိန်မှာဘယ်လောက်စားလဲဥမာခုနအရှိကပြောခဲ့သလိုပဲတစ်ပတ်ကန်စားတာလားနှစ်ပတ်ကန်စားတာလားစသည်ဖြစ်ပေါ့အဲ့ဟာလုံးဝထည့်ပြောမထားဘူးပေါ့နော်ဒီ teacher guide တွေကလည်းတချို့ဟာလေးဆိုလို့ရှိရင်ဒါမှားတတ်တဲ့ဟာလေးရှိတယ်ပေါ့နော်သင်ချာလေးဆိုလည်းအတိုင်းပဲပေါ့ကျောင်းက teacher တွေအနေနဲ့လည်းဒါတေချာ listening ကိုတေချာလေးနားထောင်ပြီးတော့ပြန်ပြီးတော့ဒီ teacher guide နဲ့ guide ပြီးတော့ပေါ့နော်
လေ့လာပေးပါလို့ဒါတောင်းဆိုပါတယ်အဲ့တော့အဖြေမှန်လေးကိုကြည့်ကြည့်အောင်နော်listening and speaking exercise 3 answer 1 tick 2 tick and 3ကတော့မပါတာဖြစ်တဲ့အတွက်ချစ်စရာမလို4 5 6 tick ပါနော်အဲ့တော့ now number 4 listen again and decide if the statements are true or false ပေါ့နော် true T or F for F အဲ့တော့မှန်တယ်ဆိုရင် T မှားတယ်ဆိုရင် F နောက်တစ်ချိန်ခုနက listening ကိုထပ်ပြီးတော့နားထောင်ပြီးတော့ကျတို့ဘာလုပ်ပြရမလဲဆိုလို့ရှိရင် tick true false ရေးပြရပါမယ်အဲ့တော့ number 1 what is a variety or food such as meat fish and vegetables နော် what ကဒီ food အမျိုးမျိုးကိုသူစားတယ်ပေါ့နော် such as meat လိုမျိုးအသားတွေလိုမျိုးငါးတွေလိုမျိုးပြီးလို့ရှိရင်ဟင်းသီးဟင်းရွက်တွေလိုမျိုးပေါ့နော် number 2 she takes 8 glasses of sugary drinks every day သူမကဆိုလို့ရှိရင်နေ့တိုင်းဒါက sugary drinks တွေကို8 glasses တောင်သူတောက်တယ်ပေါ့နော် she finishes her meals in about 20 minutes or so သူမဒီအစာကိုပြီးမြောက်သူမရဲ့အစာကိုပြီးမြောက်တာကဒီ20 မိနစ်ဒါမှမဟုတ်20မိနစ်အထက်ကြာတယ်ပေါ့နော်Wadi has meals with her family only at weekends mean ဒါက Saturday and Sunday ပါနော်အဲ့တော့ Saturday Sunday တွေမှာ Saturday Sunday ပဲသူက family နဲ့အတူတူဒီအစားအသောက်တွေကိုသူစားတယ်ပေါ့နော်မနက်စာနေ့လယ်စာညစာစားတယ် Wadi's mother wants her to eat only at the dining table Wadi ရဲ့မိမိကဒါက dining table မှာပဲစားဖို့ကအလိုရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုသိချာနားထောင်ကြမယ်နားထောင်ပြီးတော့ကျတို့ true false လေးလိုက်ရေးမယ်နော် Unit 1 Lesson 1 Listening and Speaking Track 1 Exercise 3 Listen to Weddy talking about her eating habits and tick the things she mentioned in her talk. In today's program, we're going to listen to two students sharing their eating habits. Let's listen to the first student, Weddy. My mum always makes sure that we have healthy food. For every meal, we have some meat or fish and vegetables. I like sugary drinks, but my mum said they can cause some health problems. So, I gave them up and I just drink water. I usually drink 8 glasses of water every day. If we eat fast, we can have indigestion. So, I normally take about 20 minutes for my meals. My family has meals together every evening. Obviously, dinner is always the best meal for me. And I always have my meals at the dining table, because my mum doesn't like me to eat anywhere else in the house. ဆိုတော့နားထောင်ပြီးပြီဆိုတော့ကျတို့ဒီ true false လေးတွေပေါ့နော် true false လေးတွေဒါရေးတဲ့အခါမှာမှန်လားမမှန်လားဆိုတာဒီမှာတိုက်ကြည့်ပါ exercise for answer keys တွေပါနော် number 1 true number 2 false and 3 true 4 false and 5 truths ပေါ့နော် okay so all correct And number 5 listen to Lion talking about his eating habits ဒီခါကြလို့ရှိရင်ခုနကဝဒီနားထောင်တယ်ဒီခါက Lion ရဲ့သူ့ရဲ့ eating habits တွေအကြောင်းကိုဒါနားထောင်မယ် fill in the blanks with the words or phrases given below ပေါ့နော်ဒီ quality တွေမှာဖြည့်ပေးမယ် with the words စကားလုံးတွေဒါမှမဟုတ် phrases စကားစုတွေနဲ့ given below အောက်မှာပေးထားတဲ့စကားစုတွေเนาะပြီးလို့ရှိရင်ဒီ phrases တွေစကားစုတွေ words တွေစကားလုံးတွေနဲ့အတူတူဒါဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးနားမထောင်ခင်ဒီဖတ်ကြည့်အောင်နော် presenter ကဒါဘယ်လိုမျိုးပြောလဲဆိုရင် now we are going to listen to Lion talking about his blank ပေါ့နော်ကဲဒီခါငါတို့တွေ Lion ရဲ့ talking about ဘာကိုသူကရဲ့ဘာကိုငါတို့တွေနားထောင်ကြရမယ်ပေါ့နော်နားထောင်ကြရမယ်ဒီမှာဆိုရင် is summer going to ကကြတော့ future tense ကိုပြောတာပါဒါ plan ချထားတဲ့တစ်ခုခုကိုပြောတဲ့အခါမှာသုံးတယ် Lion said I am usually hungry between meals I'm usually hungry between meals ဆိုတော့ဒီအစားအစာနှစ်ခုကြားထဲမှာပေါ့နော်သူကဘာလဲဆိုလို့ရှိရင်ဘိုက်စာလေးရှိတယ်လို့ဆိုလိုချင်တာပေါ့နော် at such time I have fruit like apples or bananas ဒီ apples တွေ banana တွေလိုမျိုးသူစားတယ်ပေါ့နော် at such time ကဟိုရှေ့မှာတည်းကကျေတို့ပြောခဲ့နော်အဲ့ဒီအချိန်တိတိကျကျမှာဘာတွေစားလို့ရှိလဲဆိုရင် apples တွေ banana တွေစားတယ် but I don't eat blank ဘာလို့မစားဘူးပေါ့နော် like burger or chips as they can cause blank burgers တွေ chips တွေကဲ့သို့တော့
ဘာကိုမစားတာလဲပြီးလို့ရှိရင်အဲ့ဒါတွေကဘာကိုဖြစ်စေတာလဲ I always drink enough water ကျွန်တော်ကငါကပေါ့နော်ကျွန်တော်ကဒီရေကိုလုံလောက်တောက်တယ် I drink 2 blank every day 2 လောက် every day နေ့တိုင်းပေါ့နော်ဘလောက်တောက်ပါလဲ I'm a fast eater မြင်မြန်စားတတ်တဲ့သူပါပေါ့နော် I usually blank my meals in less than 10 minutes ပေါ့နော်10 minutes လောက်ဒါ10 minutes ဒီ less than ဆို10 minutes တောင်သူကနေပြီးတော့ဒါအစားအစာတွေသူကစားတယ်အဲကြောင့်မို့ fast eater လို့သူသုံးထားတယ် I know it's not good for digestion ဒါအစာရှည်ခြင်းအတွက်မကောင်းဘူးဆိုတာသူသိတယ်ကျွန်တော်သိပါတယ် although တော့လည်းပဲပေါ့နော် I often eat blank ဘာလုပ်မလဲပေါ့ I love eating with my family as it is enjoyable ကျွန်တော်ကဒီ family နဲ့မိသားစုနဲ့အတူတူ eating စားခြင်းကို love နှစ်သက်ပါတယ် as it is enjoyable ပေါ့နော် enjoyable ပျော်ရွှင်စရာကောင်းတယ် sometimes တခါတလေ I want to eat in the living room while watching TV တခါတလေတော့ဒီ TV ချင်းနဲ့သူ living room နဲ့မှာစားဖို့ဒါကအလိုရှိရပေါ့နော်စားချင်တယ် but my mom doesn't allow this as I can blank on the food ပေါ့နော်မမီကခွင့်မပြုဘာဖြစ်လို့လဲဆိုတော့သူကဖြစ်နိုင်တယ်ဘာဖြစ်နိုင်တာလဲဆို on the food အစားအစာတွေပေါ်မှာသူဘာဖြစ်နိုင်မှာလဲအဲ့ဒါလည်းနားထောင်ပြီးတော့ zero ထည့်ပါမယ် so I have to have my meal at the blank ပေါ့နော်အဲ့တော့ I have to ဆိုတာရတယ်လောက်ရမယ်သွားရမယ်စားရမယ်ပေါ့နော်အဲ့တော့ have to have ဆိုတော့စားရမယ် my meals အစားအစာတွေကို at the blank ပေါ့နော်ဘယ်မှာစားရမှာလဲ okay now let's listen carefully Unit 1. Lesson 1. Listening and speaking. Track 2. Exercise 5. Listen to Lai Yao talking about his eating habits. Fill in the blanks with the words or phrases given below. Now, we're going to listen to La Yao talking about his eating habits. I'm usually hungry between meals. At such times, I have fruit like apples or bananas, but I don't eat junk food like burgers and chips, as they can cause obesity. I always drink enough water. I drink 2 liters of water every day. I am a fast eater. I usually finish my meals in less than 10 minutes. I know it's not good for digestion. Although I often eat alone, I love eating with my family, as it is enjoyable. Sometimes, I want to eat in the living room watching TV. But, my mum doesn't allow this, as I can choke on the food, so I have to have my meals at the dining table. ကဲအဲ့တော့အဖြေကိုဖြည့်ပြီးပါလားမဖြည့်ပြီးရင်အဖြေမှန်အောင်မကြည့်နဲ့အောင်နော်တခြားနောက်တစ်ခေါက်ထပ်နားထောင်မယ်နောက်တစ်ခေါက်ထပ်နားထောင်ပြီးမှချေတို့အဖြေကိုကြည့်ပါမယ် Okay now let's look at the answer Exercise 5 number 1 eating habits number 2 junk food and number 3 obesity and 4 liters of water 5 finish 6 alone 7 choke and number 8 dining table all correct Okay now 6A in pairs X and answer the following question ဒါလည်းနှစ်ယောက်တည်းပါပဲမိကိုနေကိုအမေးအဖြေလုပ်မယ်ကိုအရှိကသင်ခဲ့တယ်ဘလို့တွေဖြေရမယ်ဆိုတာလဲကိုသိသွားပြီဆိုလို့ရှိရင်ဒီမိကိုလေးတွေကိုဖြေကြည့်ပါ number 1 What do you usually have for lunch What do you usually have for lunch အတွက်ဘာတွေအမြဲတမ်းလို့စားတာလဲပေါ့နော် usually နဲ့မေးထားပေမဲ့ဒါက sometime နေ always day never day မစားတဲ့ဟာတွေတခါမှမစားတဲ့ဟာမကြခဏစားတဲ့ဟာဖြေလို့ရပါတယ်အဲ့တော့ပြီးရင် simple answer လေးတွေနောက်မှာပေးထားတယ်ပေါ့နော်လောလောဆယ်ကိုယ့်ဘာကိုတွေ့ကြည့်ပါကိုဘယ်လိုဖြေမလဲပေါ့နော် I usually have ဘာတွေစားရဲ for lunch ပေါ့နော်နောက်ခု number 2 how much water do you drink every day အဲ့တော့ဘယ်လောက်များများရေဘယ်လောက်များများတောက်တာလဲဒါမှမဟုတ်2 liters လား3 liters လားပေါ့နော်8 glasses of water လားစသည်ဖြေလို့ရပါတယ် do you often have junk food and sugary drinks why not ဒီ sugary drinks တွေဒါမှမဟုတ်လို့ရှိရင်ဒီတခြားပါတဲ့အချိုရည်တွေเนาะပြီး fast food လိုမျိုးဒီ junk food လိုမျိုးunhealthy မဟုတ်တဲ့အစားအစာမျိုးတွေကိုမကြာခဏကိုကစားလေးရှိလားပေါ့เนาะအဲ့တော့စားလို့ရှိရဲဆိုလို့ရှိရင်လည်းပဲဘာကြောင့်လဲမစားဘူးဆိုလဲဘာကြောင့်လဲဆိုတာကိုဖြေပြရပါမယ် number 4 how long do you usually take to finish a meal ရှေ့မှာပြောခဲ့ပါတယ် how long နဲ့ take နဲ့တွဲသုံးလို့ရှိရင်ဒါကြာချိန်ကိုမေးတာပါအဲ့တော့ကိုအစားဒီမနက်စာစားဖို့အတွက်ပြီးမြောက်ဖို့ဘယ်လောက်ကြာလဲဒါမှမဟုတ် meal သုံးထားတဲ့အတွက် lunch dinner ပေါ့နော်ယူစားလို့ရပါတယ်ဘယ်လောက်ကြာမလဲပေါ့နော် number 5 where do you usually have your meals at home အိမ်မှာဆိုရင်မင်းတို့ဒီအစားအစာတွေကိုဘယ်နေရာတွေမှာမင်းတို့စားလို့ရှိတာလဲ who do you usually have your
meal with ဘယ်သူနဲ့အတူတူစားလေးရှိတာလဲပေါ့နော် while you're eating do you do any other thing like reading watching TV or using the phone ပေါ့နော်ဒီအစားစားနေစဉ်အတော်အတွင်းမှာ while me စဉ်တွင်ပေါ့နော်စားနေစဉ်အတော်အတွင်းမှာမင်းတို့ကတခြား anything any other things အခြားအရာတွေကိုလုပ်လို့ရှိလား like ကဲ့သို့ပေါ့နော် reading ကဲ့သို့စာဖတ်ခြင်းဒါမှမဟုတ်လို့ရှင် watching TV ကြည့်တာမျိုး or using the phone ပေါ့နော်ဖုန်းတွေအသုံးပြုတာမျိုးတွေမင်းတို့လုပ်လို့ရှိလားဒါဆိုရင်တခြားစဉ်းစားပြီးတော့ pair ကိုနဲ့ကိုဒီစာကိုလေ့လာနေချိန်မှာကိုယ့်ရဲ့တငယ်ချင်းနဲ့အတူတူလေ့လာမယ်ဆိုရင်လည်းအပြန်အလှန်မိကွန်းလေးတွေဖြည့်ကြည့်လို့ရပါတယ်တရားတွေကအကုန်လုံးကပုံမှန်လုပ်နေကြအရာတွေဖြစ်တဲ့အတွက်ချေတို့ဒီဘတ်1အနေနဲ့ပဲဖြည့်မယ်ပေါ့နော် okay ဒါဆိုရင် several answer လေးကြည့်ကြအောင်what do you usually have for lunch? I usually have rice with meat or fish and some vegetable for lunch. နော်အစားဒီနေ့လယ်စာအတွက်ကဒီ vegetable အချို့ရဲ့ဟင်းသီးရွက်အချို့ရဲ့ငါးသို့မဟုတ်အသားနဲ့အတူထမင်းရဲ့စားလေးရှိပါတယ်။ How much water do you drink every day? နော်ဒီနေ့တိုင်းရေကိုဘယ်လောက်တောက်လေးရှိလဲဆိုရင် I drink about 6 to 8 glasses of water a day. တနေ့မှာ6ခွက်သို့မဟုတ်10ခွက်ဒါတောက်လေးရှိတယ်ပေါ့နော်တောက်ပါတယ် Do you often have junk food or sugary drinks wine or wine no I don't no sorry no I don't ပေါ့နော် no အရင်ဖြေလိုက်တယ်ပြီးတော့မှ I don't often have junk food and sugary drinks because I try to stay healthy ဒီတကြားပါတဲ့အချိုရည်တွေเนาะပြီးလို့ရှိရင် unhealthy ဖြစ်တဲ့အစားအစာတွေကိုဒါကမစားဘူးမကြခဏမစားပါဘူးလို့ပြောထားတယ်เนาะတခါလေတော့သူစားရင်စားလိမ့်မယ်เนาะဒီမှာမကြခဏကျွန်တော်မစားပါဘူးကျွန်မမစားပါဘူး I try to stay healthy เนาะဒီကျန်းမာဖို့အတွက်ငါကကျန်းမာစွာနေထိုင်ဖို့ရန် I try စူးစမ်းနေတဲ့အတွက်ကြောင့်ပေါ့เนาะ How long do you usually take to finish a mealဒီအစားတစ်ချိန်စားဖို့အတွက်ဘယ်လောက်ကြာလဲဆိုရင် I usually take about 50 to 20 minutes to finish a meal ပေါ့နော်ကိုယ့်ရဲ့ဒီကြာချိန်တွေကိုပြောပြလို့ဒီမှာ10 minutes to 10 to 50 minutes လဲရပါတယ်ဆိုတော့နောက်တစ်ခုကwhere do you usually have your meals at home အိမ်မှာဆိုလို့ရှိရင်ဒီအစာအသောက်တွေကိုဘယ်နေရာမှာစားလိမ့်ရှိလဲဆိုရင် I usually have my meals at the dining table in the kitchen เนาะမိဖို့ကြောင့်ထဲမှာရှိတယ် dining table ဒီမှာဒီဘာလို့လဲဆိုလို့ရှိရင် dining table မှာစားတယ်ပေါ့เนาะဒီထမင်းစားစပွဲမှာစားလိမ့်ရှိပါတယ် Who do you usually have your meals with ဘယ်သူတွေနဲ့အတူတူစားလိမ့်ရှိရလဲဆိုရင် I usually with my meals with my family ပေါ့เนาะ family နဲ့အတူတူဒါကဒီအစားအသောက်တွေကိုစားလေးရှိတယ် While you're eating do you do any other things like reading watching TV or using the phone ဆိုရင် sometimes ပေါ့နော်အမြဲတမ်းလို့တော့မဟုတ်ဘူး sometimes I watch TV or check my phone while eating but I try to avoid it ပေါ့နော်အဲ့ဒါကို avoid mean ရှောင်ရှားဖို့အတွက်ကျွန်တော်ကြိုးစားနေပါတယ်ကျွန်မကြိုးစားနေပါတယ်ပေါ့နော်Okay ဒါဆိုရင်နောက်တစ်ခုကကြတော့ခုနကအရှိမဖြေခဲ့တဲ့ဟာကို tell the class who has better eating habits you or your friend why ခုန pair လောက်တယ်မလားနှစ်ယောက်အတူတူကိုကမေးတယ်သူကလည်းကိုကိုမေးတယ်စသည်ဖြင့်အပြန်အလှန်မေးခွန်းတွေဖြေကြတယ်မေးကြတယ်မှာဘသူကပို့ပြီးတော့ eating habits ပို့ကောင်းတဲ့ eating habits တွေရှိတာလဲပေါ့နော်အဲ့ဒါကိုအတန်းရှိကိုဒါကပြောပြရမယ်အဲ့တော့ဒီမှာလဲ sample လေးပေးထားပါတယ်ဥပမာပေးတာပါเนาะဒါကိုကနမူနာယူပြီးတော့ဖြေလို့ရပါတယ်ဒီမှာတော့ဒီချေကအရှိမာကဒီချေဖြေခဲ့တာကဒီဟင်းသီးရွက်တွေတကယ်အကောင်းတွေဖြေခဲ့တယ်ကွာเนาะဒီနောက်မှာ sample ကကြတော့ကိုယ့်ရဲ့တငယ်ချင်းကကောင်းပါတယ်ကိုယ့်ထက်ကောင်းပါတယ်ဆိုတဲ့ဟာလို့ချေဖြေပြမှာဖြစ်တယ် Okay let's look at here My friend has better eating habits because she usually has fish or meat and vegetables for her lunch but I don't eat vegetable She drinks more water than I do. She doesn't have junk food and sugary drinks. She takes more time to finish a meal. She usually eats with her family at the dining table. She eats mindfully without doing any other things while she's eating. But I usually watch TV while I'm eating. So my friends' eating habits are better than mine. Okay ဒါဆိုဘာသာလေးပြန်ကြည့်အောင် My friend has better eating habits ဒီကောင်းမွန်တယ်ပေါ့နော်သူမှာဒီ eating habits တွေပို့ပြီးတော့ကောင်းမွန်တဲ့ eating habit တွေရှိတယ် because she usually has fish or meat and vegetable ဒီချက်လည်းအရှိမနမူနာဖြေခဲ့တော့စားတယ်လို့ပြောเนาะဒါပေမဲ့ဒီမှာတငယ်ချင်းကကောင်းပါတယ်လို့ဖြေချင်တာဖြစ်တဲ့အတွက်သူမကဒီ fish တွေ meat တွေအသားတွေငါးတွေဟင်းသီးဟျွက်တွေကိုစားတယ် for her lunch เนาะ but I don't eat vegetables
ကျမကတော့ကျွန်တော်ကတော့ vegetable ဟင်းသီးရွက်တွေမစားပါဘူး she drinks more water than I do သူမကတော့ကျွန်တော်ထက်ကျမထက်ဒါရေကိုပိုတောက်တယ် so sorry she doesn't have junk food or sugary drinks နေဒီ junk food တွေသူမစားဘူးပေါ့နော် junk food တွေမစားဘူး she takes more time to finish a meal ဒီအစားအသောက်ကိုသူစားဖို့ရပြီးမြောက်ဖို့ရအတွက်သူကအချိန်အများကြီးယူတယ်အချိန်များများယူတယ်ပေါ့နော်ပြီးရင် she usually eats ဒီမှာဆိုလို့ရှိရင် third person singular ဒီချက်အရှိမ simple present သင်ပြသွားပြီနော် simple present video လည်းပဲကြည့်လို့ရတယ် basic ဒီ grammar ကိုတိတ်မပိုင်သေးတဲ့သူတွေ grammar လေးကြည့်လို့ရတယ်နော် simple present ဖြစ်တဲ့အတွက်ပြီးရင် routines ဖြစ်တဲ့အတွက်ပုံမှန်လုပ်နေကြအရာဖြစ်တဲ့အတွက်ခြေတို့က simple present တွေပဲသုံးတယ် third person singular he she it တွေဆိုရင်နောက်ကသုံးတဲ့ main verb မှာ s တွေထည့်ရတာဖြစ်တဲ့အတွက်ဒီမှာလည်း she usually eats နော် she takes စသည်ဖြင့် s တွေသုံးထားတယ်ပေါ့နော်သူမရဲ့ဒီမှာဆိုရင်သူမရဲ့မိသားစုနဲ့အတူတူ dining table မှာသူမစားတယ် she eats mindfully without doing any other things while she is eating ပေါ့နော် while she is eating ဆိုတော့သူမအစားအသောက်စားနေစဉ်မှာတခြားသောအရာတွေကိုမလုပ်ဘဲနဲ့ဒါက mindfully เนาะတခြားကယူတစ်ဆိုင်နဲ့သူစားတယ်ပေါ့နော်But I usually watch TV while I'm eating ပေါ့နော်ကိုကတော့ဒါပေမဲ့ကျွန်တော်ကတော့ဒီဓမင်းစားနေတဲ့အချိန်မှာ TV တော့ကြည့်တယ် so my friends eating habits are better than mine ကကြတော့ကျတို့ဒါဒီ my possessive adjective တွေသုံးမယ်ဆိုရင်တော့ my habits လို့သုံးပါပေါ့နော်ငါရဲ့ habit အလေးအကျင့်ထက်သူမရဲ့ habits တွေကကောင်းတယ်ဒီမှာကျတော့ငါရဲ့ဟာဆိုပြီးတော့သုံးတာဖြစ်တဲ့အတွက် my သုံးတာဖြစ်တဲ့အတွက်နောက်က noun လဲထည့်ကြရမလို့ဘူးဆိုလိုချင်တာကတော့ငါရဲ့ဒီ my habits ပါပဲပေါ့နော်အဲ့တော့ my သုံးထားပါတယ်အဲ့တော့ဒီနေရာမှာကိုကကောင်းတယ်ဆိုရင်လည်းကိစ္စမရှိဘူးဒါကိုပြောင်းပြန်ပြီးတော့ပြောလို့ရတယ် I have ပေါ့ I ဆိုရင် HAV have နဲ့သုံးမယ် I have better eating habits because ဆိုပြီးတော့ I usually have fish or meat and vegetable for my lunch but my friends doesn't eat vegetable or ဒါမှမဟုတ် meat စသည်ဖြင့်ပြောင်းပြန်ပြီးတော့ခြေတို့ပြန်သုံးလို့ရပါတယ် okayအဲ့တော့ကိုဖြည့်ချင်တာနဲ့ဖြည့်လို့ရပါတယ်ကိုကောင်းတာလားเนาะဒါမှမဟုတ်ကိုရဲ့တငယ်ချင်း eating habits တွေကကောင်းတာလားဆိုပြီးတော့ပေါ့နော်ညမှာ background လေးနဲ့ noise ဖြစ်နေမလားမီးကူးမှလာလို့เนาะဒီမောင်းနေရတယ်ဆိုတော့အတန်လေးနည်းနည်းလေးဝင်သွားမယ် okay ဒါဆိုရင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆင်ပြေတယ်ဆိုရင်မေးချင်တယ်ဆိုလို့ရှိရင် comment မှာရေးထားခဲ့လို့ရပါတယ် see you